ညီမရဲ့အဲ့ဒီဗီဒီယိုတွေကကောင်းညီမရဲ့ရေးစာဟောင်းပေါ့နော်အခုညီမနဲ့သူနဲ့ပြတ်သွားဆို3နှစ်ကျော်သွားပြီဒါပေမဲ့သူနဲ့ညီမနဲ့စပြီးတော့မှအဲ့ဒီဗီဒီယိုတွေဖြစ်တော့မှဆိုလို့ရှိရင်ညီမအတက်က16မပြည့်သေးဘူးပေါ့နော်နှစ်ကျော်နေပါ3နှစ်ကျော်3နှစ်နေပါတွဲခဲ့တာပေါ့နော်အခုအဲ့ဒီဓာတ်ရိုက်တင်တဲ့ channel အကောက်ကိုညီမသွားမေးသူအရင်ရက်တည်းကတော့လုံးဝစာမပြန်ဘူးပေါ့နော်အခုစာပြန်တဲ့ channel ညီမမေးတော့သူ့ကိုယ်တိုင်အဲ့ဒီဗီဒီယိုရောင်းပြီးတော့မှသူ့ကိုယ်တိုင်ဖြန့်တာဖြစ်တယ်အဲ့တော့ကြောင့်ထိုးခန်းကနင့်ကိုမရအောင်ညွန့်ကလိုက်မှာညွန့်ကတရားဆွဲမှာအဲ့လိုပြောတော့အဲ့ကောင်ကပြေးမှာပေါ့တမီးကြီးအဲ့တော့ဒီတကားပိတ်လိုက်အဲ့တော့ကြောင့်အခု EF ဗီဒီယိုကိုသူကန်ရောင်းစားပြီးတော့သူပိတ်မှောင်သွားမှလို့ပြန်ဖွင့်လိုက်အဲ့တော့ EF ဗီဒီယိုသူကိုယ်တိုင်ရောင်းတယ်သူကိုယ်တိုင်ဝါဆိုဟာတက်တေလည်းရခဲ့ပြီအစတက်တေမရှိတော့ညီမဒီတိုင်းပဲငြိမ်နေရပါတော့အခုကတက်တေလည်းရပြီဆိုတော့ညီမသူကနေဒီလောက်ရကြောင်းနေပြန်ပြီးတော့ပေးဆက်မယ်အဲ့တော့ကြောင့်ငါဘဝကိုနေဖြတ်စီပြီးငါဘဝကိုခြံနေတဲ့အတွက်ကြောင့်နေရလောက်ရကြောင်းနေပြန်ပြီးပေးဆက်မယ်အခုညီမကိုလာပြီးတော့တချို့ကမင်းနေဟိုပြောနေကြပါတချို့ထင်နေကြပါတော့ညီမကဒီလိုလောက်စားတယ်ဒီလိုမျိုးစပွန်ဆာရှာပြီးတော့အဲ့လိုမျိုးဗီဒီယိုလေးရိုက်ခံပြီးတော့အဲ့လိုမျိုးလောက်စားတဲ့မိန်းမမဟုတ်ဘူးပေါ့နော်အခုညီမ screenshot နဲ့တော့ဒီအပေါ်မှာပြလာပြီလေ screenshot နဲ့တော့ညီမအဲ့ဒါလေးအကုန်လုံးကိုချပြပေးမယ်ပေါ့နော်အဓိကအဲ့ဒီကောင်ရှုံးသွားတာညီမအဲ့လိုမျိုးနဲ့ပတ်သက်မိတာညီမအမားပြတဲ့တက်ကြောင့်လူတိုင်းသူများပြောလဲညီမခံရမှာပဲဟုတ်တယ်ဒါပေမဲ့ညီမဘဝအခုဆိုလို့ရှိရင်ကသူနဲ့ညီမနဲ့ပြတ်သွားတာဆိုလို့ရှိရင်3နှစ်ကျော်သွားပြီ3နှစ်ကျော်သွားပြီပြတဲ့တက်ကြောင့်ဒီစားဖြစ်တာလဲ2021ကနေဖြစ်တာအခုဒီနေ့ပြတ်သွားတာ2023မှာပြတ်သွားတယ်2023မှာပြတ်သွားခု2026ရောက်မှညီမဘဝကိုဒီလိုချနေတာဖြစ်တဲ့တက်ကြောင့်ညီမသူ့ကိုဒီတိုင်းမထားပါဘူးအဲ့တော့ကြောင့်အကုန်လုံးရှင်းရှင်းလင်းလင်းသိစေချင်တာကဖြစ်နိုင်ရင်ညီမရဲ့ဗီဒီယိုထပ်ပြီးတော့မှ TikTok မှာဖြစ်ဖြစ် Telegram မှာဖြစ်ဖြစ်ထပ်ပြီးတော့မှတင်ပါတော့နဲ့ရှင်ကူညီပေးကြပါနော်အခုလည်းအဲ့ဒီဗီဒီယိုဖြန့်တဲ့သူ့ကိုထူခန့်ကြော်ပါသူ့နာမည်ကထူခန့်ကြော်နင်းငါ့ကိုလောက်တဲ့အတွက်ကြောင့်နင်းလည်းအေးစစ်စစ်နေရမယ်မထင်နဲ့ငါမိဘအရှက်ရပြီမထွက်ကားသလိုငါလည်းအရှက်ရပြီအခန်းပြင်မထွက်ကားသလိုနင်းလည်းအေးစစ်စစ်နေရမယ်မထင်နဲ့ညို့ကတနည်းနည်းနဲ့ရအောင်ငါပြန်လုပ်မှာဒီပြန်ပေးစားမယ်ငါအဲ့ဒါလာပြောဖြစ်ပါတယ်အဲ့အတွက်ကြောင့်အထူးခန့်ကျော်ဆိုတဲ့ကောင်ရဲ့နေရဲ့လိပ်စာဖုန်းနံပါတ်တော့ညီမမှာရှိတယ်ပေါ့နော်ဖုန်းဆိုင်တော့သူကတော့ကင်နေဒါပေမဲ့ကင်နေဆိုပေမဲ့သူကခုချိန်ညင်းတော့ तू မလုပ်ဘူးလို့ညင်းတော့ပေါ့နော်အဲ့တော့ကြောင့်ညီမသူ့ရဲ့နေရဲ့လိပ်စာသူ့ကိုတွေ့တယ်သူ့ပုံညီမတစ်ချက်ပြရမယ်သူ့ပုံကတော့အခုနောက်ပိုင်းဆို social ပိုင်းမတုံးတော့သူ့ပုံပိုင်းတိတ်တင်တာမတွေ့တော့ဒါပေမဲ့သူ့ကိုတော့အဲ့ဒီဗီဒီယိုကြည့်ပြီးသားတဲ့လူတိုင်းသူ့ရဲ့ရုပ်ကိုတော့မြင်ဘူးမှာပေါ့နော်တက်တူးရှိတယ်ဒီမှာလည်းရှိတယ်ပိုင်းမှာလည်းရှိတယ်လက်မှာလည်းသူ့မှာတက်တူးရှိတယ်ပေါ့နော်အဲ့တော့ကြောင့်သူ့ကိုမြင်တဲ့နေရာမှာတွေ့တဲ့အချိန်မှာညီမကိုဖုန်းလေးဆက်ပြီးတော့မှတစ်ချက်လောက်ဆက်သွယ်ပေးပါလို့ပြောချင်ပါတယ်ရှင်ဖုန်းနံပါတ်လေးချပေးထားမယ်နော်အားလုံးအီကိုနည်းနည်းလောက်ကူညီပေးပါဘာလို့လဲဆိုတော့ဒီလိုမျိုးဒီကောင်ကိုလွတ်ထားမယ်ဆိုလို့ရှိရင်နောက်တစ်ခြား main ကလေးတွေလည်းပေါ့နော်အဲ့လိုမျိုးနေတဲ့ခံနေရမှာပေါ့နော်အဓိကအဲ့လိုမဖြစ်အောင်ပေါ့နော်အဲ့တော့သူ့ကိုဒီတိုင်းလွတ်ထားလိုက်မယ်ဆိုလို့ရှိရင်ပေါ့တခြားရေးစားထထားလဲဖြစ်မှာပဲသူ့ရဲ့နောက်ကြောင်းတော့ဒါဒီလိုဖြစ်မှာတော့မပြောချင်ဘူးညီမနဲ့တွဲပြီး3လလောက်နေတော့သူ့ရဲ့အရင်ရေးစားသူ့ရဲ့ညီမထက်အရင်သူထားတဲ့ရေးစား2လ3လလောက်တွဲတဲ့ကောင်မလေးတော့မှသူပိုက်ကြီးတော့သူဖြတ်ချခိုင်းအဲ့ဒီညီမသူ့ကိုဖြတ်တာဒါပေမဲ့သူညီမအဲ့ဒါကြောင့်မို့2နှစ်ကျော်3နှစ်နေပါကြာသွားပါတော့သူ့မင်းမြေးပြီးတော့ဖြတ်တာပေါ့အချို့ဖြည်းဖြည်းလေးနဲ့ပြောဖြတ်တာနောက်ဆုံးလုံးဝပြတ်သွားတဲ့အခါကျတော့3နှစ်လောက်ကျော်မှသူဗီဒီယိုအခုပြန်ပြီးတော့မှတင်တာပေါ့နော်အဲ့ဒါကြောင့်သူ့ကိုမြင်တယ်သူ့ကိုတွေးခဲ့တယ်ဆိုလို့ရှိရင်သူ့ရဲ့နေရဲ့လိပ်စာတင်နေရလေးကိုလာပြီးတော့မှပို့ပေးပါပေါ့နော်အဲ့ဒါလေးပြောချင်ပါတယ်ရှင်ပြီးတော့နောက်တစ်ခုကကြတော့တကယ်လို့သူကတော့အခုရန်ကုန်မှာနေရပေါ့နော်ရန်ကုန်သူလုပ်တဲ့ဆိုင်ကတော့ညီမသိတယ်ဒါပေမဲ့သူဦးလေးလုပ်တဲ့ဆိုင်တော့ညီမသိမသိဘူးပေါ့နော်ခါမှလည်းမရောက်ဘူးသူလုပ်တဲ့ဆိုင်ကိုကြတော့ TikTok မှာဆိုင်ကသူလုပ်တဲ့ဆိုင် TikTok မှာscreenshot ရိုက်တာတော့ရှိရပေါ့နော်ဒါပေမဲ့သူ့ရဲ့မိဘတွေနေရဲ့လိပ်စာကိုညီမမသိဘူးပေါ့နော်အဲ့တော့သူကတငယ်ချင်းတွေရှိရပါညာဆိုလို့ရှိရင်တစ်ချက်လောက်တော့ကူညီပေးပါတငယ်ချင်းဆိုပေမဲ့အကိုတို့ရဲ့တငယ်ချင်းဆိုပေမဲ့သူ့ရဲ့လုံရက်ကအရန်အောင်မှာအောက်တန်းကြတယ်အဲ့ဒီနေရာမှာအကိုတို့ရဲ့ညီမတွေအမားတွေဒါဆိုလို့ရှိရင်ဆိုတဲ့သဘောမျိုးနဲ့ပေါ့နော်ကိုချင်းစာပြီးညီမကိုသူ့မိဘကြီးနေတဲ့လိပ်စာလေးရဲ့ဖုန်းနံပါတ်လေးရဲ့လာပြီးတော့မှချက်ပေါက်မှာတစ်ချက်လောက်ပို့ပေးပါလို့ကူညီလေးတောင်းတင်တယ်ပေါ့နော်